ဒါလေးကတော့ကျွန်တော်ကိုယ်တိုင်လောက်ထားတဲ့ Warrior Robot လေးပေါ့နော်သူ့အတွက်ချိန်ပြီးလောက်ရတာအရန်ခက်ခဲပါတယ်ဘယ်မှာမှလည်းဝယ်လို့မရဘူးပေါ့နော်ဆိုတော့ကျွန်တော်ကိုယ်တိုင်ပဲ 3D printer နဲ့ပဲထုတ်လိုက်ရတယ်ပေါ့နော်ဒီချိန်ပြီးလေးထုတ်ရတာ filament တွေလည်းအများကြီးကုန်တယ်လို့ထုတ်ရတဲ့ကြာချိန်ကလည်းအရန်ကြာတယ်ပေါ့နော်ပြီးတော့ဒီအတုံးလေးကိုတစ်ခုလိုက်ပြီးတော့ချိတ်ဆက်ရတဲ့ခါမှာလည်းအရန်စိတ်ချရတယ်ပေါ့နော်ဒါလေးကတော့ Arduino Uno လို့ခေါ်တယ်ပေါ့နော်program ရေးပြီးတော့ဒီထဲကိုထည့်ရတာပေါ့နော်ထည့်ပြီးတဲ့ခါကျတော့ကျွန်တော်တို့က motor driver တွေနဲ့ join တယ်motor driver ရဲ့အဓိကလုပ်ဆောင်ချက်ကတော့သူ့ရဲ့ base တစ်ခုကိုလက်ပတ်ဖို့ပဲဖြစ်ပါတယ်ပြီးတော့ ultrasonic sensor တစ်ခုကိုတက်ဆင်မယ်ultrasonic sensor ရဲ့အဓိကလုပ်ဆောင်ချက်ကကြတော့ဒီအတားအဆီးတွေကိုချောင်းဖို့ပေါ့နော်အတားအဆီးရှိရင်ဘယ်ညာကြည့်မယ်ပြီးတဲ့ခါကျတော့အတားအဆီးမရှိတဲ့ဘက်ကိုသူသွားမှာပေါ့နော်အဲ့လိုမျိုးပြီးတဲ့ခါကျတော့servo motor တွေတက်ဆင်မယ်ပေါ့နော်ဒီမှာကျတော့ servo motor က3ခုပါရှိမယ်လက်က2ခုပြီးတဲ့ခါကျတော့ခေါင်းကကြတော့ဘယ်ညာကြည့်ဖို့အတွက် servo motor တစ်ခုစုစုပေါင်း3ခုတက်ဆင်ထားတယ်ပေါ့နော်အကုန်လုံးစင်တကျတက်ဆင်ထားပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ဘက်ထရီနဲ့ join ပြီးတော့စမ်းသပ်ကြည့်မယ်ပေါ့နော်အခုကတော့အဆင်ပြေနဲ့လက်ပတ်သွားနိုင်တယ်ပေါ့နော်ဒီအရင်မှာအဆင်မပြေတဲ့ချိန်ပြီးတွေကျွန်တော်အများကြီးလောက်ခဲ့ရတယ်အများကြီးကုန်ခဲ့တယ်ပေါ့နော်